သက်ရှင်တော်မူသောထာဝရဘုရား၏နာမတော်ကိုချီးမွမ်းပါလေ။ယနေ့သူတော်စဉ်းစားဆင်ခြင်နှလုံးသွင်းနိုင်ဖို့ရန်တွင်ရှင်မာကုခရစ်ဝင်ကျမ်းခန်းကြီး၄ခန်းငယ်19လောကီအမှု၌စိုးရင်ခြင်းစီးစိမ်ဥစ္စာ၏လှည့်စားခြင်းကျွင်းသောအရာကိုတတ်မှတ်ခြင်းစိတ်တို့သည်တရားစကားကိုလွှမ်းမိုးညှင်းဆဲတတ်သောကြောင့်အတိမတိနိုင်ဟုဆိုလိုသည်။ရှင်မာကုခရစ်ဝင်ကျမ်းကဖော်ပြတဲ့အခါလောကီမှုမှာစိုးရင်ခြင်းနဲ့စီးစိမ်ဥစ္စာလှည့်စားခြင်းတွေတတ်မှတ်ခြင်းစိတ်တွေဟာတရားစကားကိုလွှမ်းမိုးညှင်းဆဲတတ်သောကြောင့်အတ္တတာမှာအတိမတိနိုင်ဘူးလို့ဖော်ပြပါတယ်။ဒါကြောင့်ရှင်မာကုခရစ်ဝင်ကျမ်းခန်းကြီး49ကဖော်ပြသလိုဘဝတတ္တာမှာဒီနေ့တတ်မှတ်ခြင်းဆိုတာအိမ်မတန်စိုးရင်စရာကြောက်ရင်စရာဖြစ်ပါတယ်။တတ်မှတ်ခြင်းရဲ့နောက်မှာဒုစရိုက်ကိုပွားများစေပါတယ်။အဲတတ်မှတ်ခြင်းများသွားပြီဆိုရင်တရားစကားကိုလွှမ်းမိုးနိုင်ခြင်းမရှိတော့ဖြစ်တဲ့ကြောင့်ဇာတိတွေများလာတဲ့အခါဝိညာဉ်တဘောအဖြစ်အတိမတိနိုင်ဘူးလို့တမန်ကျမ်းစာကဖော်ပြနေတာဖြစ်ပါတယ်။ဒါကြောင့်တတ်မှတ်ခြင်းဆိုတဲ့အခါမှာလောကီအမှုတိုင်းစိုးရင်ခြင်းနဲ့တူစီးစိမ်ဥစ္စာလှည့်စားတတ်ဖို့ဒီတတ်မှတ်ခြင်းစိတ်ကအသက်တာကိုလွှမ်းမိုးထားပြီဆိုရင်ဘုရားရဲ့စကားတော်ဟာကျမတို့ကိုလမ်းပြနေတော့လေဒီနေ့အသက်တာရဲ့ဇာတိတဘောဓာကတာပြီးဦးစားပေးတတ်တာဖြစ်ပါတယ်။ဒါကြောင့်တတ်မှတ်ခြင်းတွေများသွားရင်တတ်မှတ်ခြင်းရဲ့နောက်မှာဒုစရိုက်တွေလိုက်လာတတ်ပါတယ်။ဒါကြောင့်ဒုစရိုက်တွေလိုက်လာပြီဆိုရင်တော့အသက်တာဟာဘုရားသခင်ရဲ့ရှေ့တော်မှာအတိမတိသောအသက်တာဖြစ်စေနိုင်တယ်ဆိုတာကိုရှင်မာကုခရစ်ဝင်ကျမ်းခန်းကြီး49ကဖော်ပြနေတာဖြစ်ပါတယ်။ဒါကြောင့်တတ်မှတ်ခြင်းရဲ့နောက်မှာဒုစရိုက်မလာလျောင်ဝိညာဉ်တဘောအဖြစ်ထာဝရဘုရားရဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်တတ်ဖို့လိုအပ်ပါတယ်။ဒီကြောင့်ရနဲ့ပတ်သက်ပြီးစဉ်းစားဆင်ခြင်ရမယ်ဆိုရင်400ခန်းကြီး90ခန်းငယ်20မှာဘုရားသခင်လူအဲလိရှေ၏ကျွန်ဂေဟာစီကဤရှုရီလူနေမန်ဆောင်ခဲ့သောဥစ္စာကိုငါတခင်ဒီမခံမြူသူ့ကိုအလွန်တနာပြီးထာဝရဘုရားအသက်ရှင်တော်မူသည့်တိုင်သူ့နောက်တို့ငါလိုက်၍တစုံတစ်ခုကိုယူမိဟုအကြံရှိလေဒါအဲလိရှေရဲ့ကျွန်ဂေဟာစီအကြောင်းလေးဖြစ်ပါတယ်နေမန်ဟာဒီနေ့ရှုရီစစ်တွေရဲ့တယောက်ဖြစ်ပြီးလူနာပေါက်နေတဲ့အရာကိုဂျော်ဒန်မြစ်မှာ9ကြိမ်ရေချိုးခိုင်းတဲ့အခါသူငယ်ကဲ့သို့အသားရည်ပြောင်းသွားတာဖြစ်ပါတယ်။ဒါကြောင့်နေမန်ဟာအင်မတန်ကျေးဇူးတင်တော်အဖြစ်ဒီနေ့ဘုရားသခင်လူအဲလိရှေကိုဥစ္စာဒနာတွေလှူဒန်းတာပေးကမ်းတာဖြစ်ပါတယ်။ဒါပေမဲ့အဲလိရှေကငါ့ဘုရားအသက်ရှင်တော်မူတဲ့တိုင်တင်းဥစ္စာကိုမယူညှင်းပယ်ပါတယ်။ဒါကဝိညာဉ်တဘောအဖြစ်အသီးကိုတီးတာကိုဖော်ပြတာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ကျွန်ဂေဟာစီကတော့ဒီနေ့တတ်မှတ်ခြင်းတွေရှိတာဖြစ်တဲ့ကြောင့်ဒီနေ့ဘုရားသခင်ဤလူအဲလိရှေမြူတဲ့ဥစ္စာကိုဒီနေမန်စီမှာသူ့ဆရာအဲလိရှေယူခိုင်းတယ်ဆိုပြီးလိန်ညာလက်ယူတယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်ဂေဟာစီဒီနေ့ယူခဲ့တဲ့ဥစ္စာတွေဟာဘုရားသခင်လူအဲလိရှေကတည်တဲ့အခါတင်ဘယ်သွားတာလဲ။ဂေဟာစီရဲ့အတ္တတာကိုပြောတဲ့အခါတင်နဲ့ငါအတူရှိတယ်မဟုတ်လို့ဒီနေ့နေမန်ရဲ့နူနာတီတင့်ပေါ်မှာဆွဲစီကျင်ခဲ့တာဖြစ်ပါတယ်။ဒီရတဲ့ကနှိုက်ထုတ်ရမယ်ဆိုရင်ဒီနေ့တတ်မှတ်ခြင်းဆိုတာကနောက်မှာဒုစရိုက်ဖြစ်စေပါတယ်။ဘုရားသခင်အလိုတော်မဟုတ်ဘဲနဲ့ဘုရားသခင်အကြံစီတော်မဟုတ်ဘဲနဲ့ဇာတိတဘောတာအဖြစ်ဒုစရိုက်ကိုလုပ်စေတတ်ပါတယ်။ဒါကြောင့်တတ်မှတ်ခြင်းတွေများလာပြီဆိုရင်လူဟာဒုစရိုက်ကိုပွားများစေပါတယ်။ဒါကြောင့်တတ်မှတ်ခြင်းနောက်မှာဒုစရိုက်တွေရှိတာဖြစ်တဲ့ကြောင့်ထာဝရဘုရားရဲ့စကားတော်ကိုစစ်စစ်ကြည့်ရှုတတ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်အဲလိရှေကဲ့သို့ဝိညာဉ်အသီးသီးဖို့လိုအပ်တယ်လို့ဒီဂေဟာစီကဲ့သို့တတ်မှတ်ခြင်းအဖြစ်ဒုစရိုက်ကိုမဖြစ်ရလေအောင်ဘုရားရဲ့စကားတော်ကိုနားထောင်နာယူတတ်ဖို့လိုအပ်ပါတယ်။ရှင်ခရစ်ဝင်ကျမ်းခန်းကြီး73ခန်းငယ်1မှာကိုရောကိုအနတ်မြေကြောင့်မာနတိရှေမုန်ဤသားလူရရှာကာရုဤစိတ်နှလုံး၌အကြံပေးသွင်းသည်ထိုအခါညအစာကိုစားကြစေ။ဒါတော့ယေရှုခရစ်တော်ရဲ့နောက်ဆုံးညစာစားတဲ့အစီအစဉ်လေးဖြစ်ပါတယ်။ဒီနေ့ရှေမုန်ပေတရုဟာဒီနေ့တကယ်ပဲဖះကိုချစ်တကယ်သူဒီနေ့တမန်တော်များစွာဟာလေဖះကိုချစ်ပါတယ်။တို့တော့လေဒီနေရာမှာယူရရှာကာရုဆိုတဲ့ပုဂ္ဂိုလ်တယောက်ကတော့ဒီနေ့သူ့ရဲ့တတ်မှတ်ခြင်းကပါလေငွေပဲဖြစ်ပါတယ်။
တကယ်တော့မြို့သမီးတယောက်ဟာနောင်တနဲ့ခရစ်တော်ရှိမှာဒီနေ့နတ်နာစီမှုတွေကိုထုချေပြီးဒီနေ့ပူဇော်တယ်ဆိုတာတွေ့ရပါတယ်ဒီဟာကိုမြင်တဲ့အခါငွေဘလောက်တန်ဖိုးရှိတယ်ဒီဟာတွေကိုစင်သားပေးရင်ကောင်းမလားဆိုပြီးပြောခဲ့တဲ့သူဟာယူရရှာကာရုဖြစ်ပါတယ်ကျမ်းစာကဖော်ပြတဲ့အခါထိုသူပြောခြင်းကနှလုံးသားကလာတာမဟုတ်ပဲတမန်တော်တွေနဲ့သူတွားတဲ့အခါငွေအိတ်ကိုနှိုက်တတ်တဲ့အသက်တာဖြစ်တယ်လို့ဖော်ပြပါတယ်ဒီဟာကိုစဉ်းစားဆင်တဲ့အခါယူရရှာကာရုရဲ့နှလုံးသားဟာဒီနေ့ငွေကိုတတ်မှတ်တယ်ဆိုတာတွေ့ရပါတယ်ဒါတတ်မှတ်ခြင်းတော့ဒုစရိုက်ပါလေယေရှုခရစ်တော်ကိုလောကကားတိုင်းကိုတင်တက်ဖို့ရန်အတွက်သူကိုယ်တိုင်ဒီနေ့တတ်မှတ်ဆွလန်းတဲ့ပုံမှာစာရန်ကတွေးဆောင်တဲ့အခါဒီခရစ်တော်ကိုငွေအတပြားအဖြစ်ရောင်းစားတယ်ဆိုတာတွေ့ရပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးစဉ်းစားဆင်ခြင်ရမယ်ဆိုရင်ယူရရှာကာရုရဲ့နှလုံးသားဒီတတ်မှတ်ခြင်းရှိတာဖြစ်ပါတယ်ဒါကြောင့်တတ်မှတ်ခြင်းကသူ့ကိုတွန်းအားဖြစ်တဲ့အခါဒုစရိုက်ကိုဖြစ်စေပါတယ်ဒုစရိုက်ကတော့ဗာလေခရစ်တော်ကိုလောကကားတိုင်းတင်တက်ဖို့ရန်ဘာသာရေးသမားတွေထံမှာရောင်းစားခြင်းပဲဖြစ်ပါတယ်တခါတည်းကျွန်တော်တို့ရဲ့အသက်တာထဲမှာယူရရှာကာရုရဲ့အသက်တာမျိုးရှိနေမလားစဉ်းစားစရာဖြစ်ပါတယ်ဒီနေ့ယူရရှာကာရုကဲ့သို့ခရစ်တော်ကိုလောကကားတိုင်းတင်တက်ဖို့ရန်အတွက်ရောင်းစားခြင်းမဟုတ်တော့လေဒီနေ့လက်ရှိအသက်တာရဲ့တတ်မှတ်ခြင်းကဒီနေ့ခရစ်တော်အားဖြင့်ဒီနေ့နာမတော်မြတ်နိုင်ခရစ်တော်အတွက်ဗန်းပြပြီးဒုစရိုက်များလုပ်နေသလားလောကကြီးမှာတတ်မှတ်ပြီးဖျားမကြိုက်တဲ့အရာကိုကြောက်ခိုင်းတဲ့ဒုစရိုက်ကိုလုပ်နေသလားစဉ်းစားဆင်ခြင်ဖို့ပဲဖြစ်ပါတယ်ဒါကြောင့်အရာတိုင်းဟာတတ်မှတ်ခြင်းများသွားပြီဆိုရင်အဲ့တတ်မှတ်ခြင်းရဲ့နောက်မှာဒုစရိုက်ကိုပွားများစေတာဖြစ်ပါတယ်ဒါကြောင့်ဘဝတက်တာမှာတတ်မှတ်ခြင်းရှိလာပြီဆိုရင်စာရမဏေကဖျားယောင်းတွေးဆောင်တတ်တာဖြစ်တဲ့ကြောင့်ဒီယူရရှာကာရုကဲ့သို့ဒီအသက်တာဟာဒုစရိုက်ပွားများစေတတ်တယ်သတိထားဖို့လိုတယ်ဆိုတော့အားပေးချင်ပါတယ်ဒါကြောင့်အသက်တာထဲမှာတတ်မှတ်ခြင်းရှိရင်နောက်ပြန်ဆုပ်ပြီးဒုစရိုက်မပွားများလေအောင်ထာဝရဘုရားရဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်နဲ့ပြုပြင်တတ်ဖို့ရန်ခွန်အားပေးတိုက်တွန်းလို့ဆိုချင်ပါတယ်